ဟဲသားတို့သမီးတို့ရေဒီနေ့မိုးအေးလေးမှာဖားလေးဖိုးထူးရဲ့ပျော်စရာပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်သေချာနားထောင်ကြည့်ကြအောင်ဟိုးရှိတုန်းကတာယာလှပတဲ့အင်းလေးကန်ကြီးရဲ့အနားမှာရွာလေးတစ်ရွာရှိတဲ့အဲ့ဒီရွာမှာဖိုးထူးဆိုတဲ့ဖားလေးတစ်ကောင်ရှိတယ်ဖိုးထူးကတခြားဖားတွေနဲ့မတူဘူးကွသူကမိုးရွာရင်ရေဆိုမာကိုအရန်ကြောက်တာတနေ့တော့ကောင်းကင်ကြီးကမှောင်မဲကြီးဖြစ်လာပြီးတော့ချင်းဆိုပြီးမိုးတွေချင်းလာရောအဲ့ဒီနောက်မှာတော့မိုးဆက်လေးတွေကတဖွဲရွာချလာတာပေါ့ဖိုးထူးလေးခန့်များတရွက်ကြီးတရွက်အောက်မှာပုံနေရင်းနဲ့သွားပါပြီငါအသားလေးတွေစိုးကုံတော့မှာပဲဆိုပြီးစိတ်မကောင်းဖြစ်နေရှာတယ်အဲ့ဒီအချိန်မှာပဲဦးဆိုပြီးလေပြင်းလေးတစ်ချက်တိုက်လိုက်တာကန်းဆက်မှာတယောက်မေ့ကြံခဲ့တဲ့အယောင်သွေးစုံတဲ့ထီးကလေးတစ်ချောင်းဟာဖိုးထူးလေးစီကိုလွင့်ပြီးရောက်လာပါလေရောဖိုးထူးလေးကဝမ်းသာအားရနဲ့ထီးကလေးကိုချက်ချင်းပြေးဖွင့်လိုက်တာပေါ့ဝါလှလိုက်တဲ့ထီးကလေးပဲအခုဆိုငါအသားလေးတွေမဆိုတော့ဘူးဟဲ့လာပျော်စရာကြီးဖိုးထူးကထီးကလေးကိုကင်ပြီးမိုးထဲမှာခုံဆွနဲ့လမ်းလျှောက်နေတော့လမ်းမှာမိုးမိနေတဲ့ပရွက်စိတ်လေးတွေနဲ့ပစင်းလေးတွေကိုတွေးလိုက်ရတယ်ဖိုးထူးလေးကစိတ်ကောင်းရှိတော့သူတို့ကိုလှမ်းခေါ်လိုက်တာပေါ့တငယ်ချင်းတို့ရေမိုးတွေဆိုကုန်မယ်ငါထီးအောက်ကိုအမြန်လာခဲ့ကြနောက်ဆုံးတော့ဖိုးထူးလေးရဲ့ထီးအောင်စုံလေးအောက်မှာတငယ်ချင်းတွေအများကြီးနဲ့ပျော်စရာကောင်းတဲ့မိုးအောက်ကပါတီလေးတစ်ခုဖြစ်သွားပါတော့တယ်ကွယ်ဟဲဒီပုံမြင်လေးတွေကလိုပဲသားတို့သမီးတို့လည်းကို့မှာရှိတဲ့အရာလေးနဲ့သူတစ်ပါးကိုကူညီတတ်ရင်ပိုပြီးပျော်ရွှင်ရတယ်ဆိုတာမမေ့နဲ့နော်